တောင်ငူကိုလာလေတဲ့သူတွေမဖြစ်မနေစားရမယ့်အထဲမှာဒီရေမုတ်လေးလည်းပါပါတယ်ရေမုတ်လေးကတော့မိဘမြတ်တာရေမုတ်ပဲဖြစ်ပါတယ်တောင်ငူသူတောင်ငူသားအကုန်လုံးသိကြတယ်ပေါ့နော်ဒီရေမုတ်လေးကိုစားပြီးသွားပြီဆိုရင်တခြားရေမုတ်စားလို့မတူတော့ဘူးဘာလို့လဲဆိုတော့အရင်စားကောင်းလို့ပေါ့နော်ကဲဒါဆိုလို့ရှိရင်မြို့တွေကနေပြီးတော့ရေမုတ်ဆိုင်ကိုသွားကြမယ်နော်မိဘမြတ်တာရေမုတ်ဆိုင်လေးက7 dot မီပွိုင်းရဲ့ဒေါင်းနာလေးမှာရှိပါတယ်အရင်တုန်းကတော့တီတာလန်ထိတ်မှာရောင်းနေပေါ့နော်အခုတော့7 dot မီပွိုင်းရဲ့ဒေါင်းမှာပြန်ပြီးတော့ဖွင့်ထားတာပါကဲရှေ့နာလေးမှာပေါ့နော်အရှိမဆိုရင်မီပွိုင်းအိမ်နာလေးမှာဆိုရင်ရောက်ပါပြီရှင်ဆိုင်ကတော့ရောင်းကောင်းလားမကောင်းလားရှေ့ရဆိုင်ကလေးဒါကြည့်လိုက်ပါတော့နော်ကျမကတော့ဒီရေမုတ်ကိုအရန်ကြိုက်တယ်မဖြစ်မနေလဲစားတယ်တခါလေအာတီတာရှိလာပြီဆိုလို့ရှင်အဲ့ရေမုတ်ကိုလေအချက်ကြီးကိုတယောက်တည်းတစ်ချက်လုံးကုန်အောင်စားတယ်ပြီးရင်ပါဆယ်ပါထပ်ဆွဲတယ်ကွာအဲ့လိုမျိုးကိုကြိုက်တာပေါ့နော်ဆိုတော့တောင်ငူသူတောင်ငူသားတွေကလည်းအရန်ကြိုက်ကြတယ်လူကြိုက်လည်းများတယ်ပေါ့နော်ဆိုင်ကတော့တက်တန်ဘယ်လောက်ရှိပြီလဲတော့မသိပေမဲ့ဖွင့်တာတော့တော်တော်ကြာပြီညီမတို့ငငယ်ကလေးရပါတော့ဒါလေးကိုစားခဲ့တာပေါ့နော်သူကရေမုတ်ကိုပုံစံမျိုးစုံစားလို့ရတယ်ရိုးရိုးရှိတယ်ရှယ်ရှိတယ်ပေါ့နော်ကျွန်မကတော့ဒီနေ့ရှယ်ချင်ဆက်စားခဲ့ပါတယ်ရှယ်ချင်ဆက်ကြီးရလေကျွန်မအရန်ကြိုက်တာသူကအထဲမှာကြက်ဥကောငုံဥရောပဲပြုတ်တွေရောအများကြီးပါလို့လေဆိုတော့လူအရန်များတော့ညီမစောင့်ပြီးတော့စားပါတယ်ရေနွေးလေးလည်းမှာထားပါတယ်ရေနွေးလေးမှာထားတာမဟုတ်ဘူးရေနွေးချပေးတဲ့ဟာကိုတောက်ရင်းနဲ့စောင့်နေပါတယ်ခဏနေကြလို့ရှင်စားရပါတော့မေဒါလေးကသူတို့ချပေးတဲ့အချင်းကြီးဒီအချင်းကတော့လုံးဝမိန်ပဲအီပြေလေးပေါ့နော်ကဲကြည့်ဒီဟာဆိုရင် site ကြီးကအကြီးပဲကျွန်မ2မျက်နှာစာလောက်ရှိမယ်မကတော့မကောက်တင်တယ်တရေတောင်ယူနေပြီကဲစားပါတော့မရှင်ဆူတောင်းပြီးတော့ဆွဲပါပြီသူ့ရဲ့ရေမုတ်လေးကလေသူကပပားလေးကိုမှအပြင်အနာသားလေးကကြွကြွလေးပြီးရင်အလေသားလေးကကြတော့နည်းနည်းပျော့လေးကိုမှပဲပြုတ်လဲနန်းချင်းပြီးရင်အဲ့ဒီမှာကြက်ဥပါတယ်ငုံဥပါတယ်ပေါ့နော်အဲ့ဒါကိုညီမကချင်းကန်ဆက်ဆိုတော့ငရုတ်သီးစိမ့်လေးလည်းပါတယ်ပေါ့နော်အဲ့လိုမကြိုက်ဘူးဆိုလို့ရှင်လဲသူကအချိုးရှိတယ်ရိုးရိုးလည်းရှိတယ်ရှေ့မဟုတ်တဲ့ရိုးရိုးလည်းရှိတယ်ပေါ့နော်ဆိုတော့ကျွန်မကတော့ဆွဲပါပြီအရင်စားလို့ကောင်းပါတယ်ဒီတိုင်းပေါ့နော် plain စားလည်းကောင်းတယ်ပြီးရင်အဲ့ဒီရဲ့ဒီရေမုတ်ကိုလေအပေါ်ကနေပြီးတော့မကြီးအရေလေးနဲ့ဆန်းစားလေအရန်ကောင်းတယ်သူ့ရဲ့မကြီးရဲ့အရန်လည်းမကျဲဘူးအရန်လည်းမပြစ်ဘူးအဲ့ဒါလေးနဲ့တချို့ကကြတော့လေအဲ့ဒီရေမုတ်ပေါ်မှာဆန်းစားပလိုက်တာပေါ့နော်ဘယ်လိုပုံစံနဲ့ကြိုက်ကြလဲမသိဘူးတောင်ငူသားတွေကတော့စားနေရတော့တယောက်နဲ့တယောက်မတူဘူးပေါ့နော်ကျမကတော့အခုဒီလိုမျိုးလေးဆန်းစားတယ်ပြီးတော့ပဲပြုတ်ကလည်းလေအများကြီးထည့်ပေးရသေးလားအခုခေတ်ဆိုရင်ပဲပြုတ်ကဈေးကြီးရလေနော်ဘယ်နှချက်တောင်ရှိနေလဲတစည်းချင်းတွက်အောင်မှဒါပေမဲ့လေသူတို့ကတော့စေနာအပြည့်နဲ့ထည့်ပေးရပေါ့နော်အခုညီမစားနေတဲ့ဒီအချက်ကြီးဆိုလို့ရှိရင် share ဟိုမှာ3500ပဲရှိတယ်ပေါ့နော်တခြားရိုးရိုးတို့ဘာလို့ဆိုလို့ရှိရင်လည်းဈေးကတဖြည်းဖြည်းပေါ့နော်သူဈေးအစားအစားလေးရှိပေါ့နော်ဆိုတော့ညီမစားခဲ့တဲ့ဟာ3500တောင်ငူမှာနေရတာလေအရင်အဆင်ပြေတာတခုကလေဈေးတွေကအရင်တက်တာပဲဟိုအရင်ထက်ဆိုင်ရင်တော့အရင်ခက်ဈေးတော့မပြောနဲ့ပေါ့နော်အခုသူ့ဈေးနဲ့သူဆိုလို့ရှိရင်တော့ဒါကတန်တယ်လို့ပြောလို့ရတယ်ပေါ့နော်တန်တယ်လို့ပြောပြမှအမှကျွန်မဘာဖြစ်သွားလဲသလားကျွန်မရဲ့ငုံဥဟာကြီးပြုတ်ကျသွားတာငုံတစ်လုံးလေးနှမျောလိုက်တာဆိုတာဒါမှလည်းမစိတ်ကလည်းတိတ်မကြည်တော့ငုံကျသွားလို့ဆိုတော့အရင်စားကောင်းခဲ့ပါတယ်လို့ကျွန်မအဲ့ဒါဗီဒီယိုလေးရှေ့မှာဆိုလို့เนาะဒီလောက်နေပဲရိုက်လိုက်ပါတယ်အရင်စားကောင်းပါတယ်ရှင်အားလုံးပဲတက်တာစားကြည့်နော်